ကောင်လေးတယောက်ဟာသူ့ရဲ့ကစားစရာအယုတ်ကိုကောက်ဖို့လမ်းမပေါ်ကိုရုတ်တရက်ပြေးထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကုန်ကားတစ်စီးကသူ့စီကိုအရှိန်နဲ့မောင်းနှင်လာခဲ့တာပါ။နောက်တစ်စက္ကန့်မှာတော့ဖက်နှက်တစ်ဖက်ဟာလမ်းပေါ်မှာလိမ့်သွားပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အဖေဖြစ်သူဟာကြေကွဲဝမ်းနည်းစွာနဲ့အော်ဟစ်ငိုကြွေးမိပါတယ်။ကောင်လေးရဲ့ဇာပနာမှာမိသားစုတစ်ခုလုံးဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်နှက်နေပြီးအဖေဖြစ်သူကတော့လုံးဝကိုစိတ်တက်ကြဆင်းရဲနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အိမ်နီးနားချင်းရဲ့အကြံပေးချက်အရသူဟာတားဖြစ်သူကိုပြန်ရှင်လာအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီညမှာတင်သူဟာတင်းချိုင်းကိုသွားပြီးမြေကြီးတွေကိုတူးဆွကတားဖြစ်သူရဲ့ခေါင်းတလားကိုပြန်ဖော်လိုက်ပါတယ်။ပြီးနောက်ရုပ်အလောင်းကိုစုပ်ပစ်ထားတဲ့ရှေးဟောင်းတင်းချိုင်းမြေတစ်ခုစီတည်ဆောင်သွားပြီးနောက်တစ်ကြိမ်ပြန်မြုပ်နှံခဲ့ပါတယ်။မကြခင်မှာပဲမြေကြီးထဲကနေလက်သေးသေးလေးတစ်ဖက်ထွက်လာပါတယ်။ကောင်လေးဟာပြန်လဲရှင်တန်လာခဲ့ပေမဲ့သူဟာမကောင်းဆိုးဝါးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ကောင်လေးဟာအိမ်ကိုပြန်ရောက်လာပြီးသူ့အဖေရဲ့လက်ဆွဲအိတ်ထဲကခွဲစိတ်ထားကိုယူဆောင်ကအိမ်နီးနားချင်းအဖိုးအိုရဲ့အိမ်ကိုသွားခဲ့ပါတယ်။အဖိုးအိုကအပေါ်ထက်ကိုတက်ကြည့်တဲ့အချိန်မှာကတဲ့အောက်ကနေကောင်လေးကရုတ်တရက်တွားထွက်လာတာကြောင့်အဖိုးအိုဟာထိတ်လန့်တုန်လှုပ်သွားပါတယ်။နောက်တစ်စက္ကန့်မှာတော့ကောင်လေးဟာအဖိုးအိုရဲ့လက်ပင်ကိုတိုက်ခိုက်ပါတော့တယ်။အမေဖြစ်သူအိမ်ပြန်ရောက်တဲ့အခါမှာတော့တားဖြစ်သူကိုအရှင်လက်လက်မြင်လိုက်ရတာကြောင့်မယုံနိုင်အောင်ဖြစ်သွားပါတယ်။တားရဲ့အတန်ကိုပြန်ကြားရလို့ဝမ်းသာအားရငိုကြွေးမိပေမဲ့ကောင်လေးကတော့သူ့စီကိုခွဲစိတ်ထားနဲ့ပြေးဝင်တိုက်ခိုက်ခဲ့ပါတယ်။အဖေဖြစ်သူအိမ်မက်ဆိုးကနေနိုးလာတဲ့အခါကျမ်းပြင်ပေါ်မှာခြေရာတွေကိုတွေးလိုက်ရပြီးသူ့အိတ်ကလည်းပွင့်နေတာကိုမြင်လိုက်ရပါတယ်။တားဖြစ်သူပြန်ရောက်လာပြီးဆိုတာကိုသူရိပ်မိသွားပြီးအောက်ထပ်ကိုဆင်းစစ်ဆေးပေမဲ့အိမ်ကအချီးနှီးဖြစ်နေပါတယ်။ရုတ်တရက်ဖုံးမြည်လာပြီးကင်လိုက်တဲ့အခါတားဖြစ်သူရဲ့အတန်ကိုကြားလိုက်ရပါတယ်။ထူးဆန်းတဲ့ခြေရာတွေနဲ့အတူတခုခုတော့မှားနေပြီဆိုတာသူသိလိုက်ပါတယ်။ဒါကြောင့်သူဟာစိတ်ငြိမ်စေးကိုယူဆောင်ပြီးခြေရာတွေနောက်ကိုလိုက်သွားပါတယ်။ရုတ်တရက်ခေါင်းမိုးပေါ်ကနေသူ့ဇနီးရဲ့အလောင်းဟာပြုတ်ကျလာပါတယ်။ကောင်လေးကအပေါ်ထက်ကနေအကျယ်ကြီးရေမောနေပြီးသူ့အဖေစီကိုခေါ်အုပ်ကကိုက်လိုက်ပါတယ်။အဲ့ဒီအရေးကြီးတဲ့အချိန်မှာအဖေဖြစ်သူဟာစိတ်ငြိမ်စေးကိုအသုံးပြုလိုက်ရပါတော့တယ်။ကောင်လေးငြိမ်ကျသွားတဲ့အခါမှာဒါဟာသူ့သားမဟုတ်တော့ဘူးဆိုတာသူနားလည်သွားပြီးရင်ထဲမှာမခံမရက်နိုင်အောင်နာကျင်ခဲ့ရပါတယ်။ဒီအဖြစ်ဆိုးကိုရက်တက်မှုအတွက်သူဟာအိမ်အနှံ့ကိုဓာတ်ဆီလောင်းပြီးမိရှို့ဖျက်ဆီးလိုက်ကဇနီးဖြစ်သူရဲ့အလောင်းကိုတည်ဆောင်ပြီးထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပူဆွေးမှုတွေကမကုံဆုံးနိုင်သေးတာကြောင့်တင်းချိုင်းမြေစီကိုနောက်တစ်ခေါက်ပြန်သွားခဲ့ပြန်ပါတယ်။တကောင်ရံရောက်တဲ့အခါမှာတော့သူ့ဇနီးဟာလည်းမကောင်းဆိုးဝါးအဖြစ်နဲ့ပြန်လဲရှင်တန်လာခဲ့ပါတော့တယ်။ရှင်ချင်းနဲ့တေးချင်းဆိုတာတဘာဝတရားအတိုင်းပဲဖြစ်တင်ပါတယ်။